အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော်တို့မွေးမြူရေးတွေအတွက်မိကုံဟောင်းပုံစံမျိုးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဗီဒီယိုကဒီထဲမှာပါတဲ့စာတွေကမလေးရှားအင်ဒိုနီးရှားဘာသာစကားကနေပေါ့နော်အင်ဒိုနီးရှားဘာသာစကားကနေဘာသာပြန်ထားပြီးတဲ့တချို့စာကြောင်းလေးတွေတော့နည်းနည်းလေးတွေမှားပြီးတော့ဘာသာပြန်ပြီးထားလေးရှိပါတယ်မပြင်ရသေးတာလေးတွေဒါပေမဲ့နမူနာပုံစံလေးတွေဖြစ်တဲ့အတွက်ဒါလေးတွေကိုသိချကြည့်မယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်နံပါတ်1နွားကမွေးပြီး6လအရွယ်ရှိတဲ့အခါနွားပေါက်လို့ခေါ်ပါတယ်အဲ့တော့အဖြေကမှန်ပါတယ်နောက်တစ်ခုကတော့ရေဦးရာအဖြစ်နဲ့နှုတ်စားနှမတွေကအသက်14-15အရွယ်ရောက်ပြီဆိုရင်15လပေါ့နော်အဲ့ဒီအရွယ်ရောက်ပြီဆိုရင်လူလက်နဲ့ကိုယ်ဝင်ဆောင်စီတယ်ဆိုတော့မှန်ပါတယ်နှုတ်စားနှမတွေဒီအသက်အရွယ်ရောက်လာပြီဆိုရင်ကိုယ်ဝင်ဆောင်စီတယ်ဆိုတော့မှန်တယ်ပေါ့နော်မှန်ပါတယ်နောက်တစ်ခုကနော်ဟာအုပ်စုအားလုံးကအလေးချိန်တူညီစေရတဲ့မှန်ကန်တဲ့အာဟာရစီမံခန့်ခွဲမှုတွေနဲ့အစာစားသုံးမှုပမာဏတည်ငြိမ်စေရန်လိုအပ်တယ်ဒါမှနွားတွေကအစာအတွက်မပြိုင်ကြဘဲနဲ့အလေးချိန်ခေါင်းပြီးအရေးသွေးကောင်းတဲ့နွားတွေပေါ်ပေါက်လာမယ်ဒါကြောင့်မလို့ဒါလည်းမှန်ပါတယ်အဲ့ဒီကတော့နံပါတ်များကိုအဆုတ်ရောင်ယောဂသို့မဟုတ်ဝမ်းလျှောယောဂမလွယ်ကူစွာဖြစ်နေပါတော့အမေကလွယ်ကူစွာမဖြစ်စေရန်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်လွယ်ကူစွာမဖြစ်စေရအတွက်တဲ့စကြည့်စစ်ဆေးခြင်းစားရှောက်ပြုစုခြင်းနဲ့ကုသမှုများပြုလုပ်ရန်လိုအပ်တယ်ဆိုတော့ဒါကလည်းမှန်ပါတယ်ဒီမွေးမြူရေးကလက်ရှိမှာအခြေခံ sense လေးရှိမယ်ဆိုရင်ကိုအောင်နိုင်ကြီးရှိရဲ့စာမေးပွဲလိုမျိုးလေးပေါ့နော်အဲ့ဒါကလည်းမှန်ပါတယ်အဲ့ဒါကနိုးစားနွားတွေကိုပေးတဲ့အစာတွေမှာဆိုရင်2မျိုးရှိပါတယ်အာဟာရမြင့်တဲ့အစာဆိုနဲ့အစာချမ်း2မျိုးရှိတယ်လို့ပြောတာဖြစ်တဲ့အတွက်မှန်ပါတယ်အဲ့ဒါနောက်တစ်ခါနိုးစားနွားတစ်ကောင်ရဲ့ပြင်းပြနိုးထုတ်တဲ့ပမာဏဘယ်လောက်လဲဆိုတော့ကျွန်တော်တစ်နှစ်ကိုကီလိုဂရမ်8000ကီလိုဂရမ်ထိထုတ်နိုင်ပါတယ်အဲဒါအဖြေက B ဖြစ်ပါတယ်အဲ့ဒါကတာဖာပီတာနိုးစားနွားတွေကိုဂျပန်ဘာသာနဲ့Keisan Gyu ဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့ဒါကမှန်နေပေါ့နော်ကျွန်တော်ဖက်စာစာထဲမှာတော့ဘယ်နားမှာရှိလဲမသိဘူးအဲ့တော့ဒီမှာဆိုရင်တော့မှန်နေပေါ့နော်အဲ့ဒါကပထမဆုံးအချိန်သားဖွားတဲ့နှုတ်ထွားနွားနှုတ်ထုံနွားကိုတော့တဲ့ short thank you လို့ခေါ်ပါတယ်ဒါကလည်းမှန်ပါတယ်ဘာလို့ဆို short ဆိုတာပထမဆုံးဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့နော် short thank you ဆိုပထမဆုံးဟာဖြစ်တဲ့အတွက်မှန်ပါတယ်အဲ့ဒါကဂျပန်နိုင်ငံမှာရှိတဲ့နှုတ်ထုံနွားအများစုက Holstein မျိုးဖြစ်ပြီးနယ်သာလန်မှာမူလတည်ရှိတဲ့မျိုးဖြစ်ပါတယ်ဆိုတော့မှန်တယ် Holstein ဒီနယ်သာလန်ပေါ့နော်အဓိကနှုတ်စားနွားအနေနဲ့သုံးတာဖြစ်ပါတယ်အဲ့တော့နှုတ်စားနွားနဲ့နှုတ်ထုံနွားနဲ့တော့အတူတူပဲပေါ့နော်အဲ့တော့မှန်ပါတယ်အဲ့တော့နွားရည်အတွက်အလွန်များတဲ့နှုတ်ထုံနွားမွေးမြူရေးလုပ်ငန်းကိုမေဂါဖန်လို့ခေါ်တယ်တဲ့ဟုတ်တယ်မှန်တယ်ဘာလို့ဆိုတော့အများကြီးမွေးတာမို့လို့နော်သူကမေဂါဖန်လို့ခေါ်တာဖြစ်ပါတယ်နိုးစားနွားတွေရဲ့ကိုယ်ဝန်ဆောင်ကာလဘယ်လောက်ကြာလဲဆိုရင်တော့အဖြေက A ဖြစ်ပါတယ်ရက်ပေါင်း280ရှိပါတယ်အဲ့တော့အဖြေက A ပေါ့နော်အဲ့ဒါကနိုးစားနွားတွေရဲ့တဲ့မွေးဖွားနိုင်တဲ့ပုံသုံးကာလပိုးတူလာတဲ့အကြောင်းရင်းတွေကနူကြောရောင်တာတမျက်ရောင်ပေါ့နော်အမှန်တကယ်တော့တမျက်ရောင်ယောဂါတွေဖြစ်တဲ့မြူပွားမှုဆိုင်ရာပြဿနာတွေဖြစ်တဲ့ခွာယောဂါတွေဖြစ်တာမျိုးတွေအစာချေစနစ်ပြဿနာမျိုးတွေနှုတ်ဖျားယောဂါတွေဖြစ်တာတွေကြောင့်ဆိုတော့အဖြေကမှန်ပါတယ်အဲ့ဒါကနိုးစားနွားတစ်ကောင်နဲ့အခြားနွားတစ်ကောင်ရဲ့နှုတ်အရည်တွေအတူတူပဲတဲ့ဒါကတော့မှားပါတယ်တစ်ကောင်နဲ့တစ်ကောင်နှုတ်အရည်တွေမတူပါဘူးအဲ့ဒါကနိုးစားနွားတွေကိုပြီးတဲ့အစာတွေကဘာလဲဆိုတော့ကျွန်တော်တို့အစာချမ်းနဲ့အာဟာရဓာတ်ပြီးသွားတဲ့အစာဆိုပြီးဒီနှစ်မျိုးကိုပဲဦးစားပြီးပါတယ်။ကျန်တဲ့တူလောင်စာတွေရောနှောစာတွေမြက်တွေအဲ့လိုမျိုးမပါဘူးပေါ့နော်။အစာချမ်းနဲ့အာဟာရဓာတ်ကျွဲသွားတဲ့အစာပေါ့လို့နှစ်မျိုးဖြစ်ပါတယ်။အဲ့ဒါကနိုးစားနွားတွေကိုပြီးတဲ့အာဟာရဓာတ်ကျွဲသွားတဲ့အစာကိုတဲ့ရောနှောပုံစံနဲ့ပြီးတယ်ဆိုတော့အဖြေကမှန်ပါတယ်။အာဟာရဓာတ်ကျွဲတာတွေကြီးပဲတက်ဒီတိုင်းကျွေးလို့မရဘူးပေါ့နော်။ခွာယောဂါတွေဖြစ်တတ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ရောနှောတဲ့ပုံစံမျိုးနဲ့ပေးရပါတယ်ဒါကြောင့်အဖြေကမှန်ပါတယ်နောက်တစ်ခါယောနောအစာမှာအဓိကဘာပါလဲဆိုတော့ယောနောအစာမှာအဓိကပါတာကတော့ပြောင်းဖြစ်ပါတယ်ပြောင်းတောင်မှဘယ်လိုပြောင်းလဲဆိုရင်ပြပတည်သွင်းလာတဲ့ပြောင်းကအဓိကပါပါတယ်ဒါကြောင့်အဖြေက B ဖြစ်ပါတယ်နောက်တစ်ခုကHolstein မျိုးလူစားနွားတွေအတွက်တတ်နေထိုင်နေတဲ့အပူချိန်ကဘယ်လောက်လဲဆိုတော့ Holstein နွားတွေဒီအပူချိန်73ကနေ18လောက်ဆိုရင်အဓိကနေနိုင်နေပေါ့နော်ဒါကြောင့်အဖြေက C ဖြစ်ပါတယ်တခါနိုးစားနွားတွေရဲ့ပုံမှန်ကိုအပူချိန်က38.5ဖြစ်ပြီးတော့တဲ့လူသားတွေထက်ပုံမြင့်နေမှန်ပါတယ်ဒီထိမှန်နေပေါ့နော်ဒါကြောင့်မလို့အကြောင်းကတဲ့သူတို့တွေက1 byte အတွင်းမှာလူမှန်လို့ခေါ်တဲ့အစာကိုအချင်းဖောက်ပြီးအစာတူလောင်ငံရှိတာကြောင့်ဖြစ်တယ်အဲ့တော့ဒါကအဖြေကမှန်ပါတယ်နောက်တစ်ခုအပူချိန်ပုံမမြင့်တက်လာလေလေနို့ရဲ့အာဟာရအရည်တွေမလျော့ကြဘူးမှားတယ်ဒီနော်အပူချိန်ပုံမြင့်တက်လေလေနို့အရည်တွေကျဆင်းလေလေဖြစ်ပါတယ်နောက်တစ်ခုနွားတွေရဲ့စီးတွေနဲ့အညစ်အကြေးတွေကိုပြင်ပဖွင့်လှစ်နေရမှာပဲထား
လွတ်ပြနိုင်တယ်မှားတယ်လေနော်ကျွန်တော်တို့အမိုးပါတဲ့အရာအရဲ့အောက်မှာထားရမှာလေနော်အဲ့တော့အဖြေက B မှားပါတယ်ဒီနွားတွေကအပူပြဿနာကိုဖြေရှင်းရတဲ့နို့လေအေးစနစ်များကိုထားပေးတင်ပါတယ်ဥပမာလေပန်းကားတွေရေပြန်စနစ်တွေနွားယုံပတ်ဝန်းကျင်တွေမှာဆိုရင်တစ်ပင်စိုက်တာတွေအာဟာရတဲ့စီမံခန့်ခွဲတာတွေပါလိမ့်မယ်ဆိုတာမှန်နေပြီနော်နောက်တစ်ခုနိုးစားနွားတွေကရေကိုများများတောက်တဲ့တရားဝါတွေဖြစ်တယ်တဲ့ဒါကြောင့်မို့လို့ရေအရည်သွေးပေါ်မှာမူတည်ပြီးထိခိုက်မှုတွေဖြစ်တတ်တယ်ဒါကြောင့်မို့လို့ပူပြင်းတဲ့နေရာသီးတွေမှာဆိုရင်နွားတွေအချိန်မီတန်ရှင်းပြီးအေးတဲ့ရေကိုတောက်နိုင်တဲ့ပတ်ဝန်းကျင်ကိုစီမံဖန်တီးထားတဲ့လေဆိုတော့ဒါကလည်းမှန်ပါတယ်နောက်တစ်ခု Holstein နွားတွေရဲ့တက်တာတဲ့အပူချိန်ဆိုရင်73 18ဖြစ်တယ်ဒီမျိုးနွားတွေအပူဓာတ်မခံနိုင်တဲ့တိရစ္ဆာန်ဖြစ်တယ်ဆိုတော့မှန်နေတယ်နော်73 18ဆိုတာအပူချိန်မခံနိုင်လို့ဒီလောက်လို့ပြောတာလေနော်မှန်ပါတယ်နောက်တစ်ခုဂျပန်မှာအသားထုတ်လုပ်မှုများတဲ့နွားမျိုးတွေက3မျိုးရှိတယ်။ဘာလဲဆိုအနက်ရောင်ဂျပန်နွားရဲ့နူဇာနတုတ်ရဲ့ဒီ2မျိုးကိုရောစပ်ထားတဲ့ F1 နွားတွေရဲ့ဆိုတော့အဖြေကမှန်ပါတယ်။နောက်တစ်ခါအနက်ရောင်ဂျပန်နွားကိုအစီတိုးကမွေးမြူပြီးနောက်ပို့ဆောင်တဲ့နောက်ဆုံးပို့ဆောင်တဲ့အသက်ကဘယ်လောက်လဲဆိုတော့ကျွန်တော်တို့က C ဖြစ်ပါတယ်။ဒီနွားတစ်ကောင်အသက်3လပေါင်း30ပေါ့နော်။နှစ်ကျော်ပြီဆိုရင်ကျွန်တော်တို့ကနှစ်ခွဲလောက်ရောက်ပြီဆိုရင်ပို့ပါတယ်။အသားအစီတိုးကမွေးမြူတဲ့အတွက်ပို့ဖို့တယ်ပေါ့နော် C ပါနောက်တစ်ခုအနက်ရောင်ဂျပန်နွားကိုအစီတိုးအောင်နဲ့မွေးမြူတဲ့ကာလမှာပြီးတဲ့အစာပါလဲဆိုတော့ကျွန်တော်တို့က E ဖြစ်ပါတယ်အစာရောဆက်နဲ့စဘာကောက်ရိုးဖြစ်ပါတယ်ရောဆက်အစာကိုပြောတာပေါ့နော်အစာရောဆက်ဆိုတာအဲ့ဒါက Holstein မျိုးနဲ့တို့ကိုအစီတိုးအောင်မွေးမြူတဲ့ကာလမှာပြီးတဲ့အစာပါလဲဆိုတော့ကျွန်တော်တို့ကအဖြေက E ဖြစ်ပါတယ်တူလောင်မြက်နဲ့ကောက်ပဲတီးငံနေပြပါတယ်သူကဒီနွားတစ်ကောင်ချင်းစီမှာပို့တည်ပြီးမတူဘူးပေါ့နော်အဲ့ဒါလေးတွေကိုတစ်ချက်ပြန်ကြည့်ရမယ်အဲ့ဒါကအနက်ရောင်နွားနဲ့ Holstein မူစာနွားပေါင်းထားတဲ့နွားတွေအတွက်အစာပါလေ F1 နွားတွေအတွက်အစာကကျတော့ B ဖြစ်ပါတယ်တူလောင်မြင့်နဲ့မြက်6ဖြစ်ပါတယ် F1 နွားတွေကျတော့ဒါကိုကျွေးတယ်ပေါ့နော်နောက်တစ်ခါနွားကလေးတွေကိုအပူထိန်းနဲ့အဝတ်ပေးတဲ့အဓိကရည်ရွယ်ချက်ကပါလေအဖြေကတော့နွားကလေးတွေရဲ့ကိုယ်အပူချိန်ကိုအမြဲပူနွေးအောင်ထိန်းသိမ်းရအမွှေးတွေနူးညံ့အောင်ဆိုတော့အဖြေက E ဖြစ်ပါတယ်နွားကလေးအစင်မှာမွေးမြူရေးအစင်ဒီနွားများအတွက်အစာနှုတ်ပေးဖို့အစင်လိုက်ဆင်ရပါလေအဲ့တော့အစင်လိုက်ဆင်ဆိုပထမဆုံးမိခင်နှုတ်ပေးတယ်ပြီးရင်အစာထိုးနှုတ်တွေပေးတယ်နောက်ဆုံးကျမှတဖြည်းဖြည်းချင်းအစာအစာတွေပြောင်းလဲလာတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးဖြည့်ပေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ရေးမထားပါဘူးနွားငယ်ကလေးတွေဟာယောဂလွယ်ကူစွာမဖြစ်နိုင်တော့ကြောင့်အစာကိုဇက်တိုက်ပေးပြီးလိလူရှုထားလို့ရတယ်မှားပါတယ်နဘောက်လေးတွေကကျွန်တော်တို့ကယောဂလွယ်ကူစွာဖြစ်နိုင်တဲ့အတွက်ဂရုစိုက်ပေးရမယ်ပေါ့နော်ဒါကြောင့်အဖြေကမမှန်ဘူးမှားပါတယ်ဂျပန်နိုင်ငံမှာဆိုရင်အဓိကမွေးမြူတဲ့ဝက်မျိုးစိတ်တွေကဘယ်ဟာတွေလဲဆိုတော့အဖြေက A ဖြစ်ပါတယ်ဒူရိုရဲ့Ladrasa ရဲ့နောက်တစ်ခါ Large Yorkshire Yorkshire ဆိုတဲ့နော်ဝက်မျိုးတွေပေါ့နော်ဒီ၃မျိုးကိုအဓိကအများဆုံးမွေးပါတယ်အဲကြောင့်အဖြေက A ဖြစ်ပါတယ်ဝက်တွေကိုအစာကျွေးပြီးတော့အလေးချိန်တူအောင်မွေးမြူတဲ့ကာလကခံမှန်းခြေဖြစ်6လခန့်ဖြစ်ပြီးတော့ဘယ်ချိန်ရောက်ရင်အလေးချိန်ရရင်တက်ဖြတ်မလဲအဲ့တော့အဖြေကဒီဝက်တကောင်ရဲ့ကိုယ်လေးချင်း115ကီလိုဂရမ်လောက်ရောက်ပြီဆိုရင်ပုံမှန်အသားထုတ်ပါတယ်ပေါ့နော်ဒါကြောင့်အဖြေက C ဖြစ်ပါတယ်နောက်တစ်ခါနိုးစားနွားတွေကအာယုခံနိုင်စွမ်းမြင့်မားပြီးအာယုကြောတွေကလည်းအလွန်ထက်မြက်တယ်ဒါကြောင့်လူတွေအနေနဲ့ထိုနွားတွေနဲ့ဆက်ဆံရမှာနူးညံ့သိမ်မွေ့တဲ့အပြုအမူတွေနဲ့ဆက်ဆံရအရေးကြီးတယ်ဆိုတော့မှန်ပါတယ်နွားတွေရောမြင်းရောပေါ့အာယုခံနိုင်စွမ်းမြင့်မားတယ်ဒါကြောင့်လူတွေကနူးညံ့သိမ်မွေ့ဆက်ဆံဖို့အရေးကြီးတယ်တခါနိုးစားနွားတွေကအစာချမ်းတွေထက်အာဟာရထက်ပြီးွားတဲ့အစာတွေကိုပို့ပြီးစားတတ်ကြတယ်ဒါကိုအစာရွေးခြင်းလို့ခေါ်တယ်ဆိုတော့မှန်ပါတယ်တကယ်လည်းအာဟာရတက်ပြီးသွားတဲ့အစာတွေနွားတွေကပူကြိုက်တယ်ပေါ့နော်ဒါပေမဲ့သူတို့ကြိုက်တယ်ဆိုတိုင်းလုံးဝအများကြီးကျွေးလို့မရဘူးခွာယောဂတွေဖြစ်တတ်ပါတယ်အဲ့ဒါကနွားများကိုအိမ်တွင်းခြံတွင်းမွေးမြူဆောက်ရှောက်သည့်နီလန်ဘယ်နှမျိုးရှိလဲဆိုတော့3မျိုးနဲ့2မျိုးဆိုပြီးရေးထားတယ်အဖြေမှန်က3မျိုးရှိပါတယ်အဲ့တော့ဒီမှာရေးထားတဲ့အတိုင်းပေါ့နော်ဒီ3မျိုးဆိုပြီးရှိပါတယ်နောက်တစ်ခါတိုင်တွင်ချီမွေးမြူခြင်းပုံစံဆိုတာဘာလဲအဲ့တော့နွားနို့စားနွားတွေကိုတကောင်ချင်းစီကိုတိုင်တွင်သို့မဟုတ်ကျိုးတန်ကြိုးတို့အသုံးပြုပြီးခြိထားကမွေးမြူတဲ့နီလန်းဖြစ်တယ်။တိုင်မှာခြိပါတယ်ဆိုမှတော့အဖြေက A ပေါ့နော်။ B ကကြတော့လူစားနွားတွေကိုခြံအတွင်းမှာလွတ်လပ်စွာလွတ်ထားပြီးမွေးမြူတဲ့နီလန်းဖြစ်တယ်ဆိုတော့အဖြေက B ရောမဟုတ်တော့လွတ်လပ်စွာမွေးထားမှာတော့တိုင်မှာမခြိတော့ဘူးလေနော်။ဒါကြောင့်အဖြေက A ဖြစ်ပါတယ်။